ဒါဟာကြည့်လိုက်ရင်တော့တာမဏိလက်ကြီးတစ်ခုထဲမပေါ်ပါဘူးဒါပေမဲ့ဇက်ယုံထဲမှာတော့ဒါဟာဖိတိတ်ထားတဲ့စပရင်ဘူးတစ်လုံးနဲ့ကြိုပါလေဒီလိုတာမဏိလက်ကွိုင်တလိကဟာတန်ထုံးစီအထိအလေးချိန်ရှိနိုင်ပါတယ်အဲလာဟာပေါင်ချိန်6000ခန့်ရှိတာပါဒါပေမဲ့တကယ်အန်ဒီရဲ့ကအလေးချိန်မဟုတ်ပဲသူ့ရဲ့တင်းအားမှရှိနေတာပါထုတ်လုပ်တဲ့အချိန်မှာဒီတာမဏိပြားတွေကိုအလွှလိုက်တစ်ခုပြီးတစ်ခုတင်းကျပ်နေအောင်အားမြောက်များနဲ့ဖိတိတ်ပြီးလိတ်ထားရတာဖြစ်ပါတယ်အဲ့ဒီလိုဖိအားတွေအားလုံးဟာအတွင်းထဲမှာပိတ်မိနေတာပါထုကိုပတ်ထားတဲ့တန်ပတ်ကြိုးတွေကိုဖြတ်လိုက်တဲ့ခဏမှာပဲထိုးလောင်ထားတဲ့စတိုင်းအင်ဒီဟာရုတ်တရက်ပွင့်ထွက်လာပါတယ်အကယ်၍တစ်ခုခုမှားယွင်းသွားခဲ့ရင်တာမဏိပြားတွေကဖြည်းဖြည်းချင်းပြေလွတ်သွားတာမျိုးမဟုတ်ပါဘူးအပြေတစ်ပတ်ကိုပေါက်ကွဲထွက်လာတာပါရှောကြလာယုံတင်မကပဲပြင်းထန်တဲ့အားနဲ့ရိုက်ခတ်ထွက်လာတာမျိုးပါသူ့ရဲ့အနာသက်တွေကလည်းတင်နှုံးသားလိုထက်မြက်လာပါတယ်သူကစတင်လဲပတ်လာပြီဆိုရင်ထူထဲတဲ့အလုတ်သမားလက်အိတ်တွေကိုတောင်အလွယ်တကူဖြတ်တောက်သွားနိုင်ပါတယ်လူကြီးတယောက်ကိုလွန့်ထွက်သွားအောင်လုပ်နိုင်တဲ့အထိလည်းမြန်ဆန်ပါတယ်ဒါကြောင့်မဲသူ့ကိုဒီအတိုင်းအလွယ်တကူဖြီးချလို့မရတာပါအလုတ်သမားတွေဟာလေးလံတဲ့စက်ကီရီတွေနဲ့အသေးအချာထိန်းချုပ်ထားပြီးမှဖြည်းဖြည်းချင်းဖြတ်တောက်ရတာဖြစ်ပြီးအတွင်းထက်ကတင်းအားတွေကိုတဆင်ချင်းစီရှော့ချပေးရပါတယ်တခုလုံးကိုကြည့်ရင်တော့အေးအေးဆေးဆေးနဲ့တိတ်ဆိတ်နေတယ်လို့ထင်ရပေမဲ့ဆုံးဖြတ်ချက်တစ်ခုမှားယွင်းလိုက်တာနဲ့ဒီတန်မဏိလက်ကြီးကစတင်လိမ့်လာနိုင်ပါတယ်ပေါင်6000ရှိတဲ့တန်မဏိတုံးကြီးစတင်ရွှေ့ရှားလာပြီဆိုရင်တော့ချမ်ပီယံကနေတစ်ဆင့်တုံခါမှုကိုခံစားရမှာပါဘယ်သူမှလည်းဒါကိုတားဆီးနိုင်မှာမဟုတ်ပါဘူးအမားတစ်ခုဟာပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှုကိုဖြစ်စေနိုင်ပါတယ်